Hello Sky ပိုလီရဲ့ blog လေးကနေကြိုဆိုပါရှင်ဒီနေ့မှာတော့ပိုလီကပြက်ကပြေအောင်စုပူရဲ့ကွာအောင်စုပူလေးလည်းနေရာဆောင်းဟောင်းဆိုင်လေးကိုပြောပြခဲ့ပါရှင်ဒီရဲ့ဆိုင်လေးမှာဆိုရင်ပေါ့နော်တူတရဲ့သားစာပေမျိုးစုံနဲ့ကလေးတွေဘူးတူတရနိုင်မဲ့စာအုပ်တွေရောဝတ္ထုတွေပြီးတော့တခြားဘာသာစကားစာအုပ်တွေရောမျိုးစုံဒီမှာရှောက်ပေးလို့ရရပါတော့ဆိုင်လေးရဲ့နာမည်ကတော့တူတအောင်ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီရဲ့ဆိုင်လေးကလူလေးရှင်းပြီးတော့ဘာလို့စိတ်ချိုင်းစာအုပ်တွေအချိန်ကြာကြီးစိတ်ချိုင်းရွေးလို့ရပါတယ်ရှင်ဒီဆိုင်လေးကအဟောင်းဆိုင်ဆိုပေမဲ့ဒီရဲ့စာအုပ်တွေမှာရှာဖွေတဲ့ကိုစာအုပ်နာမည်ကြီးစာအုပ်တွေတမှုရှိစာအုပ်တွေလည်းအများကြီးရနိုင်ပါတယ်လီတို့ကတော့ဒီမှာရှိန်တိုင်းပို့လို့ခြင်းတဲ့စာအုပ်တွေကိုစိတ်ဆိုင်မှုနဲ့ရှာပြီးတော့ဝေပေးပါတယ်။စာအုပ်ရဲ့တန်ဖိုးလေးရလည်းအများကြီးမပေးရပါနဲ့2000 3000 4000အဲ့ဒီဝင်ခြင်းလေးပဲရှိပါတယ်ရှင်။ဒီဟာဒီဇိုင်းလေးပါဂျပန် use ရုပ်လေးနဲ့ရေယူလေးယူနဲ့ဝယ်ယူလို့ရနိုင်ပါသေးတယ်ရှင်ဒါကတော့ပိုလီယာပြင်ရောက်တော့စာအုပ်လေးတွေတက်ရှိလုပ်ပြီးတော့ဒေချာလေးသိသိခဲ့ပါတယ်ဒီနေ့ရခဲ့စာအုပ်လေးရလည်းပိုလီတွေအများကြီးပို့ထန်တာမို့လို့အရင်လေးပြောခဲ့ပါတယ်ရှင်ဒါကတော့ပိုလီတို့မလမားတွေဒီနေ့ရှာဖွေပြီးဝယ်ယူခဲ့တဲ့စာအုပ်လေးဖြစ်ပါတယ်ဘိုင်ဘိုင်